ကဲဒီတစ်ခါမှာတော့အရန်လိုက်ဖက်တဲ့ပဲထမင်းနဲ့ကြက်သားမဆလာလေးချက်ပါတယ်အရင်ဆုံးကလပ်သေးကိုရေတညလောက်စိမ့်ထားရင်ပိုကောင်းပါတယ်အချိန်မရခင်မချက်ခင်3နာရီလောက်ရေနွေးနဲ့စိမ့်ပြီးပြုတ်ရင်ရပါတယ်ဒါကတော့တညစိမ့်ထားတဲ့ပဲ3ခွက်လောက်ကိုပဲယူထားပြီးတော့ကျန်တာကိုတင်ထားလိုက်ပါတယ်ပဲတွေကိုတေချာရေစေးပြီးတော့ရေထည့်ပြီးတော့မီးအနေတော်လောက်နဲ့ပြုတ်ထားလိုက်မယ်ပဲက3ခွက်မှာချက်မဲ့ဆန်5ခွက်ဒီလိုဆန်ကျင်ခွက်လေးနဲ့ပဲချိန်သွားပါတယ်ဆန်ကိုရေတခြားဆေးပြီးတော့စစ်တာပဲပြုတ်တဲ့အခါမှာလည်းအားလုံးချက်သွားတဲ့အထိမပြုတ်ဘဲနဲ့ဇက်တောက်အနေအထားလေး80ရာခိုင်နှုန်းလောက်ချက်တယ်ဆိုရင်ရပါပြီပြီးတော့ဟင်းချက်ဖို့ပြင်မယ်ကျွတ်သွန်ကြော်ကိုကျွတ်သွန်နေကိုပပလေးလူးတာကျွတ်သွန်မျိုးလည်းအခွန်နှွာပြီးတော့နှုတ်ဆင်းလိုက်မယ်ကျွတ်သားချက်ဖို့ကျွတ်သွန်နေကိုလည်းနှုတ်ဆင်းတာကျွတ်သားချက်ဖို့1 kg တကောင်ကိုသုံးထားပါတယ်စီဒီကအရေကုန်မစားတာကြောင့်အရေကုန်တွေဖယ်ပြီးတော့အနေတော့အတုံးလေးတွေလှီးတာကြက်သားခုတ်ပြီးသွားရင်တော့ရေတခြားဆေးကြက်သားခုတ်ထားတဲ့ဓာတ်နဲ့စစ်နီကျုံနဲ့လည်းဆက်ပြန်နဲ့တခြားပြန်ဆေးထားပါကြက်ကိုအညစ်အကြေးတွေပြောင်းဆေးပြီးွားပြီဆိုရင်တော့ရေစစ်တာစားနဲ့စနင်းထည့်ပြီးတော့မချက်ခင်အရသာနှက်ထားထမင်းချက်ဖို့အတွက်ဂီးထောပတ်စီကိုသုံးထားပါတယ်ပြီးရင်တော့ဒီထောပတ်စီတွေကိုကရဝေးရွက်နဲ့တစ်ကြပိုးကောက်တွေထည့်ပြီးတော့မွေးနေအောင်စီတက်လိုက်ပြီးတော့မှပြုတ်ထားတဲ့ပဲတွေထည့်ပြီးတော့ကြော်အရသာတော့ကစားလေးနဲ့ထည့်ရေဆေးပြီးစစ်ထားတဲ့ဆန်တွေလည်းထည့်ပြီးတော့အနှဲငယ်လောက်ကြော်လိုက်ခဏလောက်ကြော်ပြီးသွားပြီဆိုရင်တော့ပုံမှန်ချက်နေကြထမင်းပေါင်းတွေကိုထည့်ပြီးတော့ရေချိန်ကလည်းပုံမှန်အတိုင်းပဲထည့်ပြီးချက်ပါစီဒီကဘတ်စမာတီဆန်ကိုသုံးထားတဲ့အတွက်နည်းနည်းမာလို့ဆန်ရဲ့အပေါ်မှာရေလက်တစ်စစ်ခွဲအပူထည့်ပါတယ်စားလေးနဲ့ထည့်ပြီးတော့ထမင်းကိုတည်ထားလိုက်မယ်ကြက်သားချက်ဖို့အရင်ဆုံးကြက်သွန်နီကိုကျွတ်အောင်ကြော်ထားမယ်ကြက်သွန်နီလေးရွှေရောင်တန်းလာပြီဆိုရင်တော့စကားနဲ့စစ်ထားလိုက်ကြက်သားရင်ချက်ဖို့တော့ဂီးထောပတ်စီကိုသုံးထားပါတယ်ပြီးရင်တော့ကြက်သွန်အဖြူကြက်သွန်အနီနှုတ်ဆင်းတာထည့်ပြီးတော့စီတက်ကရဝေးရွက်နဲ့တစ်ကြပိုးကောက်လေးတစ်ခါလေးထည့်ပြီးရင်ပုံမွေးသွားအောင်ဇီယာစီလေးလေးနည်းနည်းထည့်စနွေးမုံနဲ့ငရုတ်သီးအစိမ်းမုံလေးထည့်စီတက်တာအနံလေးမွေးလာပြီဆိုလို့ရှိရင်အရသာနှက်ထားတဲ့ချက်သားတွေထည့်အထက်အမွေလေးရေမထည့်သေးဘဲနဲ့အဖုံးအုပ်ပြီးတော့ထည့်ထားလိုက်ချက်သားရဲ့ရေတွေခန်းလာပြီဆိုတော့မှရေထည့်အဖုံးအုပ်ပြီးတော့ချက်သားနူးတဲ့အထိတင်ထားပေးလိုက်ချက်သားချက်ထားတော့အိုးမကအောင်လို့မကြခဏအထက်အောက်မွေပေးချက်သားချက်သွားပြီဆိုရင်တော့စားတဲ့အခါမှာမရှုပ်အောင်လို့ဒီအရွက်တွေကိုပြန်ဖယ်ပေးပြီးရင်တော့ top 1ရဲ့မဆလာမှုမွေးလေးကိုခတ်မယ်ကြော်ထားတဲ့ချက်သွန်ကြော်လေးထည့်မြူဒီအချက်မုတ်ကိုတော့စားနေကြောင်လေးထည့်အရသာပေါ့နေလို့စားလေးနည်းနည်းထည့်တယ်ချက်သားစီပြန်လာပြီဆိုရင်ရပါပြီtop 1ရဲ့မဆလာနှံ့လေးမွေးနေတဲ့ချက်သားဟင်းကလည်းအစင်းနဲ့ဖြစ်ပါပြီထမင်းကလည်းချက်သွားပြီဆိုရင်အပေါ်အောက်လေးမှွေပေးထမင်းချက်တဲ့အခါမှာစီအယောင်ဝင်းဝင်းလေးဖြစ်ချင်တယ်ဆိုရင်တော့ဂီးထောပတ်ကိုများများလေးထည့်ပေးပါစီဒီကတော့ short ထည့်ထားပါတယ်မစားခင်မှာစွန်းတော်ကပ်ဖို့အရင်ပွဲပြင်လိုက်တယ်ဒါကတော့စီဒီတွက်ပွဲပြင်မယ်တွဲစားဖို့အချင်းတုပ်လေးလည်းပါပါတယ်မဆလာနဲ့မွေးနေတဲ့ချက်သားဟင်းနဲ့ပဲထမင်းလေးကတော့အစင်းနဲ့ဖြစ်ပါပြီချစ်တငယ်ချင်းတို့စားပါဦးပဲထမင်းလေးကစီလျှော့ထားတဲ့အတွက်6နေတဲ့ပုံစံပေါက်နေပေမဲ့အရန်ကိုစားလို့ကောင်းပါတယ်ချစ်တငယ်ချင်းတို့လည်းလိုက်ချက်စားကြည့်ပါဦးကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြောရေတုပ်အဝတ်နဲ့အုပ်